အဲ့လိုရအခုဒါဟုတ်တာကြီးလာတော့တခုကြီးလာပြန်ပါခင်ဗျားတို့ဒီအောင်ဆုံးဘယ်နှပုံအုပ်လုံးကြီးပါဘယ်ဘယ်နှပုံစီးပင်အောင်ဆိုပြောလိုက်တာဒီမနေ့ဒီတိုင်းဒီဘယ်နှချောင်းမှဒီတိုင်းနဲ့စော ရန်ကုန်တိုင်းတန်လင်းမြို့နယ်ကစိန်ကုန်းပလီကိုမြို့ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့မဘာသာအမိခံမြို့သားရေးဆရာတော်တွေကဩဂတ်လ15ရက်နေ့မှာဝင်ရောက်ချင်းချောက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။အဆောက်အုံအသစ်ကိုခွင့်ပြုချက်မရှိဘဲဆောက်လုပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီးချင်းချောက်ပြောဆိုသွားတာဖြစ်ပါတယ်။အဲ့ဒီထဲမှာမြို့ချစ်မြန်မာရဟန်းတော်များတမကဆရာတော်တချို့ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ဝင်ရောက်စစ်ဆေးတဲ့နေရာမှာပလီဘက်ကတရားဝင်စာရွက်စာတမ်းတွေတောင်းယူစစ်ဆေးတာအဆောက်အုံတည်ဆောက်မှုနဲ့ပတ်သက်ပြီးမေးမြန်းတာတွေအပြင်အစိုးရဌာနတွေကိုလက်ငွေပေးခဲ့တာရှိမရှိမေးမြန်းတာတွေလည်းရှိခဲ့တယ်လို့ဆရာတော်တွေရဲ့လူမှုကွန်ရက်ကရုပ်သံမှတ်တမ်းတွေရသိရပါတယ်။ပလီမှာအဆောက်အုံတည်ဆောက်လုပ်နေတယ်ဆိုတဲ့ဒေသခံတွေရဲ့တိုင်ကြားမှုတွေကိုသက်ဆိုင်ရာဌာနတွေကထိထိရောက်ရောက်ဆောင်ရွက်ခြင်းမရှိတာကြောင့်ကိုယ်တိုင်ဝင်ရောက်စစ်ဆေးခဲ့တာလို့မြို့ချစ်မြန်မာရဟန်းတော်များတမကအတွင်းမှုဦးတုစိတ်တာကပြည်တွင်းမီဒီယာတစ်ခုမှာပြောထားပါတယ်။ပလီတော့လုံးဝမဟုတ်ပါဘူး။ဒါကတော့ကျွန်တော်တို့လက်ရှိမှာမြင်ကြားသိရတာတော့ပလီမဟုတ်ဘူး။သူတို့ဒါကိုပြောမှဆိုရင်ဓမင်းသားဆောင်လုပ်တာပေါ့။ဓမင်းသားဆောင်ဓမင်းချက်ဖို့ကျွန်တော်တို့ဥပ္ပိုလ်လိုက်ပဲကြာရင်ဓမင်းပဲချက်ဖို့တော့ဆောင်လုပ်တာပါ။ဒါကတော့အခုသူတို့ဒီဆရာတော်တို့ဆရာတော်ကြီးတွေကိုလည်းဒါတယောက်ကတော့မသူနားကောင်းကောင်းကမရှင်းပြဘဲနဲ့ဗလီဆိုပြီးတော့ပြောလိုက်တော့ဆရာတော်ကြီးတွေကလည်းဒါဗလီဆိုပြီးတော့ထင်မြောင်တင်မဖြစ်ပြီးတော့လာပြီးတော့ကြည့်ရခြင်းနဲ့ကွယ်ဒါစစ်တာပေါ့ကွယ်ဘယ်လိုပေါ့အခုကတော့နည်းနည်းလေးတော့တစ်ကျော်သွားတဲ့သဘောမျိုးတော့ဖြစ်သွားတာပေါ့ကွယ်အဆောက်အုံဒီဆောက်ခွင့်နဲ့ပတ်သက်ပြီးသက်ဆိုင်ရာဥပဒေနဲ့အညီကန့်ကွက်မေးမြန်းခွင့်ရှိပေမဲ့ဘာသာရေးနဲ့လူမျိုးရေးပေါ်မုန်းတီးမှုဖြစ်စေမဲ့ပြောဆိုမှုတွေနှောက်ယှက်မှုတွေမပြုလုပ်ရဘူးလို့ဥပဒေပညာရှင်တွေကဆိုပါတယ်